ဘယ်မြေကိုရောက်နေတာလဲမတွေ့တော့ပါဒီတောင်တွေဝိုင်းရန်ကားစီးထားတဲ့နေရာရင်ပါခဲ့တဲ့နီးကလည်းနဲ့တဲ့အရင်ထားထွက်ပြေးရဘဝကချမ်းငါခံနိုင်ပါမလားအိမ်မှာဆိုရင်နေချိုင်စားပြတဲ့ကျွန်တော်မော်ရလူမွေးချိုင်တည်တဲ့ဝတ်တဲ့ကျွန်တော်တမင်ကြံခဲ့တဲ့ငပိတစ်ခွက်ချင်းညူချချင်းကြိုက်ပြုတ်ကိုင်းသေးဝင်စားခဲ့ဒီခဏခံနိုင်ပါမလားအမနွေတဲ့တိုင်းပြီးတွမင်းပြီးစတာပဲမို့ငါတို့ပြည်သူရဲ့မျက်ရည်တွေတွေ့နိုင်ရမှာဖြစ်မှာမို့အိမ်ဝေးကစိတ်ပူနေတဲ့ပြည်မီနဲ့ပေါင်းနှမတွေကိုလွမ်းတယ်စင်နာသူစနီးတလျာထွက်တောင်မကြည့်နိုင်နေငါသမီးလေးကိုလွမ်းတယ်ဒီနေရာမှာရှိတဲ့သူကမိသားစုရဲ့ပမာမထားရဲ့ငါတို့တွေ့တော့ရဲ့ဘောပြောရမှာမနေတော်ရနေရင်ကြိုးစားနေပါမယ်အမိုးရီတွေတဲ့ဒုက္ခမျိုးစုံကြုံလာတဲ့အခါညှော်လင်းနေတဲ့ပြည်သူများတို့ငါအားတင်လာစတာကြီးတယောက်ရဲ့စီကံတွေနဲ့စစ်ကိုမုန်းခဲ့တဲ့ကျွန်တော်တတိမွေကတောင်းဝန်ကြည့်ဖို့အတွက်အိမ်ဝေးကစိတ်ပူနေတဲ့ဖေမင်းနဲ့ပေါင်းနှမတွေကိုလွမ်းတယ်ကျွန်တော်သူစနီးတလျာထွက်တောင်းမကြည့်နိုင်လေငါသမီးလေးကိုလွမ်းတယ်အိမ်ဝေးကစိတ်ပူနေတဲ့ဖေမင်းနဲ့ပေါင်းနှမတွေကိုလွမ်းတယ်ကျွန်တော်သူစနီးတလျာထွက်တောင်းမကြည့်နိုင်လေငါသားလေးကိုလွမ်းတယ်ဒီနေရာမှာရှိတဲ့သူကမိသားစုရဲ့ပမာမထားရဲ့ငါတို့တွေ့တော့ရဲ့ဘောပြောရမှာမနေတော်ရနေရင်ကြိုးစားနေပါရဲ့နိုင်ရမှာပါပဲတနေ့တော့ကျွန်တော်တို့ခုံယူပေးပါဖေးမေနဲ့စနီးတက်လျာအပြုံးမဝေနိုင်မှုငါတို့ပြည်သူတွေတောင်းဝတရားလူပိသားချလုံးတောင်းဝတရားလူပိသားချလုံးတောင်းဝတရားလူပိသားချလုံး